ပြုတ်ခမရပဲလုံနေသေးတော့မျက်လုံးလေးပွင့်လာတတိယပြီတာလူကလေးတာရဲ့မင်းကပြောလိုက်တာအမေကိုဇရပေါ်ခွေးမွေးသလိုမွေးပြစ်ထားကြလို့တဲ့အမေခွေးဆိုလိုက်တယ်ဟုတ်ပါပြီတော်တော်လည်းငါသားအပြစ်မရှိပါဘူးခွေးမကြီးပါတာရဲ့ခွေးမကြီးတာရဲ့ခွေးဘဝကောင်မှတော်ကြလိမ့်အောင်မယ်အမေနဲ့သားလည်းနှမလည်းမောင်လည်းဘယ်လိုပဲတရိษံခွေးဘဝပြောကြပေမဲ့လို့မမှားတဲ့ဘူးဆိုတဲ့အကြောင်းကိုမသိလို့သူတို့ပြောမိတဲ့ဘဝမှာအရာသာရှိကြပေမဲ့လို့တာရဲ့မမှားတဲ့ဘဝကြီးမှားတဲ့ဟောဒီလူဘဝဟောဒီခွေးမိလို့ဘာကြီးပြောနိုင်မှာမလားတာရဲ့အမေလေးငါသားကိုမတနာလို့ပြစ်ထားကြတာဟုတ်ပါဘူးငါသားခွေးမကြီးလို့ဆိုတော့လေငါသားကြီးအပြစ်မရှိပါဘူးဟောဒီခွေးကောင်းမကြီးရဲ့အပြစ်ရာဇဂိုမြို့ဘောက်ကဇယကြီးပေါ်ငါသားပြစ်ထားခဲ့တဲ့အကြောင်းအမေပြောမယ်နော်ဒီခါပြီးတော့ခဏလေးနားထောင်ပါသားရဲ့ပြီးတော့မှအမေဟိုတတ်တဲ့လေတတ်တာပြစ်လိုက်ပါတော့အမေလေးဟောဒီရာဇဂိုမြို့ကမဟုတ်ပါဘူးသားရဲ့တာဝတိမြို့ကမင်းအဖေနဲ့အမေရကားစားတညတာနေပြီးတော့မင်းအဖေခရီးထွက်အသွားဆိုးစမ်းနောက်ကအားလုံးအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ကဘာတီတဲ့အရာဝတ္ထုကျုပ်နည်းနည်းပြောပါနောက်ကလိုက်ဆိုစမ်းမှာငုံမင်းသစ္စာပြုသောမြင်နေရာနာလကရေအိုင်ကကျူယိုးလာရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာမှတ်မိပါလားပြောပါမှတ်မိပါလားမှတ်မိပဲဘယ်ဖြေရဲမလို့မှတ်မိပါဘူးဗျာသူပြောစားဆိုတစ်လက်ကြီးနေပါကိုကဲဘုန်းကြီးပြောမယ်မှတ်မရရင်တော့ဆက်ဟောမယ်ဘုန်းကြီးမဟုတ်ဘူးဗျာမှတ်နောက်ကမလိုက်နဲ့တော့ဘုန်းကြီးပြောပြပတ်ထားငုံမင်းသစ္စာပြုတဲ့မြင်နေရာနာလကရေအိုင်ကကျူယိုးလာရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဘယ်နှခုတော့၄ခုပါဗျာငုံမင်းသစ္စာပြုတဲ့မြင်နေရာနာလကရေအိုင်ကကျူယိုးလာရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဟန်ကြသွားပြီကြတဲ့လူတွေပြောပါတယ်တချို့ကလည်းခေါင်းချင်းရိုက်ပြီးဝါတယ်ဝါပါကိစ္စမရှိပါဘူးကြာဝါကြည်တာပေါ့ဟုတ်တယ်လေငယ်ငယ်တုန်းကစာသင်မှုသားပဲကာကြီးခခွေးကာကြီးဘယ်သူမှမမေ့ဘူးအဝါဆုံးကာကြီးအဝါဆုံးဘယ်ချိန်နှုတ်မေ့မေ့အဲ့ဒီကာကြီးလူတိုင်းရဒါကြောင့်အဝါဆုံးကအကျေဆုံးဝါကြကဲပြန်ဆိုစမ်းနောက်တစ်ခါငုံမင်းသစ္စာပြုတဲ့မြင်နေရာနာလကရေအိုင်ကကျူယိုးလာရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာကဲအဓိပ္ပာယ်ပြီးတော့မှပြောမယ်ခမည်းတော်ကြီးအလွတ်တစ်ခေါက်တော့သွားလိုက်ပါဦးငုံမင်းသစ္စာပြုတဲ့မြင်နေရာနာလကရေအိုင်ကကျူယိုးလာရဲကယုံတစိတ်အိုဒိန်တဲ့ဤအိမ်နေရာဟန်ကြသွားပြီငုံမင်းသစ္စာပြုတဲ့မြင်နေရာဆိုတာဘလောက်ကျယ်ဝန်းတယ်လေသွန်လတ်တဂရိတာနီ16ပဲတဲ့ဗျ16ပဲကျယ်ဝန်းတယ်တောင်သူလယ်သမားတွေလို့ပြောရင်အဲ့ဒီ16ပဲကျယ်ဝန်းတဲ့နေရာသည်တကဘာပတ်လုံးတည်တယ်ဘယ်လိုတည်တာတော့မီးမလောင်ဘူးတဲ့ဗျအဲ့ဒီနေရာမှာတကဘာပတ်လုံးမီးမလောင်ဘာလို့မလောင်တာလဲကျွတ်တို့ဖယားအလောင်းတော်ငုံမင်းဖြစ်စဉ်အခါတုန်းကဖယားအလောင်းတော်ငုံကလေးက
ကျွတ်တို့အပိုက်ချင်းအမွှေးတောင်လည်းမပေါက်သေးဘူးခြေတော်ကလေးတွေကလည်းနှုတ်သေးတယ်နှုတ်သီးလေးတွေကလည်းတစ်ခိုင်းကိုမချိတ်နိုင်ရှာသေးဘူးအဲ့ဒီအချိန်ခါမှာတောမီးကြီးလောင်လာတောမီးကြီးလောင်လာတဲ့အချိန်ခါမှာဖယားအလောင်းငုံမင်းရဲ့မိဘများသည်အတော်လက်စုံလင်တော့ဖယားအလောင်းငုံငယ်ကလေးကိုပြစ်ပြီးတော့ပြန်ပြေးကုန်ကြအဲ့ဒီချိန်ခါမှာကျွတ်တို့အဲ့ဖယားအလောင်းငုံမင်းကတစ္ဆာပြုအော်အတင်တော်မီတဲ့မတော်မီကိုကျွတ်တို့ဖယားလောင်းငုံမင်းလေးကစကားပြောနေအတင်တော်မီဒီတဟုံဟုံတောက်လောင်ပြီးတော့လာသောအခါမှာငါမိဘများသည်အတောင်အလက်စုံလင်လို့ပြန်နိုင်ပြေးနိုင်သွားနိုင်လို့ငါ့ကိုပြစ်ပြီးပြန်ပြေးကုန်ကြပြီတော်မီကြီးရဲ့ငါမှတော့မိဘများကိုအတောင်ကလည်းမပေါက်သေးဘူးမိဘများလို့ခြေထောက်ကလေးတွေကလည်းပဲမနှင်းနိုင်သေးဘူးမိဘများလို့နှုတ်သီးကလေးကလည်းတစ်ကိုင်းကိုချိတ်တွယ်ပြီးမသွားနိုင်သေးဘူးဒါကြောင့်ငါမှကြမ်းနေရတဲ့အတင်တော်မီတဲ့ဒါကြောင့်ငါဒီအခုပြောတဲ့စကားများသည်တင့်ကိုပြောနေတာတော်မီတဲ့ငါပြောတဲ့စကားတွေကအမှားမရှိဘူးတော်မီတဲ့ငါမှန်တာတွေကိုပြောနေတယ်တဲ့မှန်တာတွေကိုပြောနေခြင်းသည်သစ္စာပဲအတင်တော်မီတဲ့ငါဒီမှန်တဲ့စကားတွေကိုပြောရတဲ့သစ္စာစကားကြောင့်အတင်တော်မီငါ့ကိုကွင်းသွားလိုက်စမ်းပါတဲ့ဘယ်လောက်ကွင်းရမလဲသောလတ္တကရိတာနိ16ပဲနားထောင်တော့တောင်မူမျိုးသူမျိုးသားတွေနားထောင်တော့သစ္စာပြုတယ်ဆိုတာခက်တဲ့ကိစ္စတော့မဟုတ်ဘူးမှန်တာကိုပြောခြင်းဒီသစ္စာပြုအခုကြည့်ဘာဆန်းတယ်လဲပြိတ္တာသစ္စာပြုတဲ့ကိစ္စတမန်ငါရှာငါကြည့်ရင်မဆန်းဘူးပေါ့ဒါပေမဲ့လို့ဒီသစ္စာမျိုးပြုတ်သလားလို့ဆိုတော့အခုခေတ်မြောက်ပေးနေတဲ့စကားကရှိတယ်။အိုးတဲ့မူသားမပါလင်္ကာမချောဒီခေတ်ဒီလိုမပြောငါမှာလိန်စားရတာလေးအရသာရှိတယ်ထင်တယ်။လိန်ပြောနေရတာလေးသူတို့အရသာရှိတယ်ထင်တယ်။လိန်မပစ္စည်းရတာလေးချမ်းသာလာတာလေးဝတ်ရတာလေးစားရတာလေးဒါလေးအရသာရှိတယ်ထင်းနေတဲ့အချိန်ဆိုတော့အဲ့ဒီသစ္စာဆိုတဲ့မှန်တဲ့စကားပျောက်ကွယ်သွားပြီမှန်ရလားဘုန်းကြီးပြောနေတာမှန်ပါတယ်ဗျာဒါကြောင့်သစ္စာကိုပြုကြစမ်းပါမှန်တဲ့စကားကိုဆိုပြီးတော့မခဲရင်တဲ့ကိစ္စလေးကိုမှန်တာပြောနိုင်ကြစမ်းပါကြည့်ဖယားအလောင်းတော့ငုံမင်းပြောတယ်ဒါကြောင့်ငါမှန်တာတွေကိုပြောနေတဲ့သစ္စာစကားကြောင့်အတင်တော်မီငါကိုရှောင်သွားလိုက်ပါတဲ့ဆိုတော်မီကြီးကရှောင်သွားတယ်အဲ့ဒီဖယားအလုံးသစ္စာပြုတ်ခဲ့တဲ့မြေနေရာသည်တကဘာပတ်လုံးမီးမလောင်ပါဘူးတဲ့ပြိတ္တာဒါကြောင့်တကဘာပတ်လုံးတည်တဲ့ငုံမင်းသစ္စာပြုတ်တဲ့မြေနေရာဆိုတာပြီးသွားပါလားပြိတ္တာကြီးပြီးပါဗျာဟေးညီငယ်နှမငယ်လေးတို့နားလည်ရလားဟေးဘုန်းကြီးပြောတာလဲပါတယ်လောက်မှတတ္တိရှိမဖြစ်ဘူးအပါဠိရွတ်နေတာမဟုတ်ဘူးဟဲ့အကုန်လုံးနားလည်အောင်ပြောနေတာဘယ်နဲ့တော့ဟဲ့ညီငယ်နှမငယ်တို့နားလည်ရလားနားလည်ပါဗျာနားလည်လို့ကြံဒီကံတရားပွဲကလေးတွေရောက်လာတာပေါ့နားလည်အောင်နားထောင်ကြဓမ္မကထိကထဲမှာကြုတ်တရားကောင်းလို့မတွက်နဲ့အောက်ပိတ်ဆုံးလှေကထိပြကြံဒီကံကဒါတွေလည်းခဏပြောခဲ့လှပြီလူပေါင်းစုံအကုန်နားလည်အောင်ဟောနေရတဲ့တရားဒါကြောင့်တရားနာပိဋကဓမ္မကထိကတဲ့အောက်ပိတ်ဆုံးလှေကထစ်တက်ပေးတဲ့ဘုန်းကြီးပါဗျာအမြင့်ကြီးမော့မကြည့်နဲ့မျောမကြည့်နဲ့ဟာကြံဒီကံကဒုနင်းပါလှေကားကွာဒုနင်းရအောင်တက်ပေးတဲ့လှေကားတို့ကနင်းပြီးတော့ဝိပဿနာတွေဓကထာတိကာတွေညှိနှိုင်းပြီးတော့ပါဠိပတ်သားတွေနဲ့အိန္ဒိယရှိပိစီခေါ်တဲ့တရားတွေနာနိုင်အောင်တို့လှေကားတက်ပေးတာပါလားလို့တရားနာပိဋကကြီးကနင်းပတ်လှေကားလေးကိုပြစ်မထားပဲနဲ့ကျုပ်အပေါ်ကနင်းပြီးတော့ခိုတခက်တရားကောင်းနေနာနိုင်အောင်တက်သွားကြစမ်းပါကောင်းမှုလားပြုကောင်းပါရဲ့ဗျာကဲဒါဖြင့်ကောင်းပြီတစ်ခုပြီးသွားပြီပေါ့ဘယ်နှခုပြီးသွားလဲတစ်ခုပြီးသွားပါဗျာတစ်ခုပြီးသွားပြီနောက်တစ်ခုပြောကြစို့နာလကရေအိုင်ကကျူရိုးအဲ့ဒီနာလကရေအိုင်ကကျူရိုးနာလကရေအိုင်ကိုဘယ်သူစောင့်မလဲရက်ခိုက်ဘလူးစောင့်
ဘလူးဆောင်တော့ကျွတ်တို့ဖယားအလောင်းတော်ကြီးကလည်းမြောက်မင်းဖြစ်နေစဉ်အခါအဲ့ဒီရေအိုင်ကိုရောက်သောအခါဆင်းတဲ့ခြေရာပဲမြင်ရတယ်တက်တဲ့ခြေရာမမြင်ရဘလူးကကြီးစားစားပြည့်တဲ့ကိုပြိဿဘလူးကကြီးစားစားပြည့်တယ်ကျွတ်တို့ဖယားအလောင်းတော်ကြီးကအဲ့ဒီရေကန်စိတ်ကိုရောက်သွားသောအခါမှာရေအိုင်စိတ်ရောက်သောအခါဆင်းတဲ့ခြေရာပဲမြင်တယ်တက်တဲ့ခြေရာမမြင်ပါလားရက်ခိုက်ဘလူးစောင့်တဲ့နေရာဘလူးသည်ဆင်းလာသူမှန်သမျှသူ့ပိုင်တိုက်ရောက်လို့အကုန်စားစားပြစ်လိုက်တာအသက်ရှင်ပြီးတော့အပေါ်တက်လာတဲ့ခြေရာသည်တခုမှမတွေ့ရမဖြစ်ဘူးဆိုပြီးတော့ကျွတ်တို့ဖယားအလောင်းတော်သည်သစ္စာအဋိဋ္ဌံပြုတ်၍ကျူရိုးကိုအစစ်ဖောက်သူ့ရဲ့မြောက်အပေါင်းကိုရေထဲသို့မဆင်းစေရရေထဲဆင်းမှသူ့ပိုင်တာဖြစ်တော့သူ့ပိုင်တိုင်းမဟုတ်ကသူသည်စားခွင့်မရကျူရိုးကိုရေထဲစိုက်ပြီးတော့အစစ်တွေဖောက်ပြီးအဲ့ဒီရေကိုတောက်စေတယ်ပြိဿအဲ့ဒီချိန်ကစပြီးကျွတ်တို့ဖယားအလောင်းမြောက်မင်းသစ္စာပြုခဲ့လို့နာလကရေအိုင်ကကျူရိုးသည်တရားနာပြိဿကျွတ်တို့တကဘာပတ်လုံးအစစ်မပါဘူးတဲ့ပြို့ဒိုးယူပေါ့အခုခမများတို့ပိုက်လုံးကြီးလို့ပေါ့ပြေးတာပိုက်လုံးနေအလဲကောင်မှာအကန့်ပါသလားပါဗျာအဲ့ဒီနာလကရေအိုင်ကကျူရိုးအစစ်မပါဘူးတဲ့ပြို့အလဲကောင်ကအကန့်မရှိဘူးအဲ့ဒါဒီကျွတ်တို့ဖယားအလောင်းတော်မြောက်မင်းဖြစ်စဉ်အခါတုန်းကသစ္စာဒိဋ္ဌံပြုခဲ့ခြင်းသည်တကဘာပတ်လုံးအဲ့ဒီကျူရိုးအစစ်မပါဘူးဆိုတဲ့ကိစ္စလည်းပဲနာလကရေအိုင်ကကျူရိုးဆိုတဲ့နာမနဲ့ပြီးမသွားဘူးလားပြို့ပြီးသွားပါဗျာနံပါတ်3ကပါလေပါတယ်လရဲကယုံတဲ့စိတ်ကျွတ်တော့ငယ်ငယ်တုန်းကကလေးချော့တာမကြဘူးလားပြိဿရွှေလမှာဘာဝတ်လို့ဘာဖွတ်တဲ့အဖိုးဦးတဲ့ရွှေလမှာယုံဝတ်လို့ဆံဖွတ်တဲ့အဖိုးဦးတဲ့ဟောကြည့်ပါဆိုတဲ့ဆိုသာဆိုပုံမူသည့်စကားကလေးအငူတိတ်အောင်အရိပ်အယောင်ပြတယ်ဖိုးလာနတ်သားတဲ့အဲ့ဒီစာဟာတမင်သက်တဲ့ဒါမဲ့ဟိုလှုပ်ကြံပြီးကလေးကလားရေးထားတာမဟုတ်ဘူးလာထဲမှာယုံတဲ့စိတ်တကယ်ရှိတယ်ယုံတဲ့စိတ်ရှိပုံလေးဘုန်းကြီးပြောမယ်ပေါ့ကျွတ်တော့ဖယားအလောင်းယုံမင်းဖြစ်စဉ်အခါဖြန်းရဲ့မြေခွေးရဲ့မြောက်ရဲ့ယုံရဲ့လေးဥသားပေါ့လေတိုင်ပင်ညကျွတ်တို့ဖယားလောင်းကယုံမဲဟဲ့အလှကံပုဂ္ဂိုလ်လာရင်တို့လှူရအောင်ဆိုပြီးတိုင်ပင်ညတိုင်ပင်တော့တရားနာပရိသတ်ကြီးမြေခွေးကလည်းငခင်နဲ့လှူဖို့ဖြန်းကလည်းငချင်းနဲ့လှူဖို့မြောက်ကလည်းအပန္ဒရတရသည်ကိုစီလှူဝဲတွေနဲ့အလှကံပုဂ္ဂိုလ်လာရင်ငါတို့လှူကြစို့မိတ်ဆွေတို့လှူတယ်ဆိုတာမြန်ပရိသတ်ကြီးအားကြစရာသိကောင်းတယ်လူတွေမှလှူတယ်မထင်နဲ့တော့တရိษံဖြစ်စဉ်ကျွတ်တို့ဖယားအလောင်းတော်ယုံမင်းနဲ့တကွအဲ့ဒီလေးဦးသားတို့လှူခဲ့ကြတယ်တရိษံတွေတောင်လှူသေးတာပရိသတ်ကြီးလူသားတွေမလှူတတ်ဘူးလားလှူတတ်ပါရဲ့ဗျာအိတ်ထောင်နဲ့ငုံငါကြည့်ထားဒီရွှေဆန်းတော်ဘုရားကြီးကကျွတ်တို့ဒီမှာ2သိန်းကျော်လောက်ရွှေချတော့မယ်ရွှေဆိုင်1000ကျော်ကိုရွှေချတော့မယ်ပြိဿရဲ့ကိုမြို့မှာအဓိပတိတကယ်ကိုယူစရာဝင်ကြွားစရာအမျိုးမျိုးအနေနဲ့တပြေလုံးကရောက်လာတဲ့ဖယားသားသမီးတွေဖူးမြော်ကြတော့တဲ့အခါဝင်းထိန်ရှိနေတယ်ဆိုရင်ဒါတောင်မြို့ရဲ့ဂုံချက်သေးပဲမှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရိษံတွေတောင်လှူသေးတာလူသားတွေလှူတိုက်လို့ရှိရင်အားကြပြီးတော့အိတ်ထောင်နဲ့နားတဲ့အချိန်နှိုက်ဖို့တော့မမေ့နဲ့နော်ကြည့်တရားနာပိဿဟိုမှာလှူကြတော့ပိဿကြီးဖြံကပါတော့ငချင်းဖြံကပါတော့ငချင်းပါဗျာငချင်းမြေခွေးကငခင်ပါဗျာငခင်ဟိုမြောက်ကအပန္ဒရတရသည်အိကြဘာနဲ့ကတရသည်ဖြစ်နေဦးနတ်တရသည်ဘာမှလို့ရွာတရားသားတရားဟောပရိသတ်ကြီးဟိုကျွတ်တို့မြောက်ကဘာတော့ဆိုတခါကြီးတယောက်ကပြောတယ်ဘာနဲ့ကတရသည်ပါဗျာ
ဘန္တရတည့်ရသည်လို့ခေါ်တယ်နတ်တည့်ရသည်အဲ့ဒါကိုစီလူဖို့ပြင်ပြီးတော့နေကြတဲ့အခိုက်အတန့်မှာကျွတ်တို့မောဘော်ကတရားကလည်းဟောကြောက်ဖြာတင်းပြီလို့အော်ငါထိုင်နေကြကြောက်ဖြာသည်ပူပြင်းတဲ့အချင်းရာကိုပြလိုက်ပူလိုက်အေးလိုက်ပြောလိုက်မလိုက်ရောလိုက်တင်းလိုက်ဒီအချင်းရာကိုပြနေခြင်းသည်တာလူပြေမှာငါတရားရာလူလူမဲ့လူများရှိသလားလှမ်းကြည့်လိုက်သူရန်သူမမြင်ဘူးသူရန်သူမမြင်ဘူးပြိဿဒီလှူမဲ့ပုဂ္ဂိုလ်၄ဦးသားကိုသူမြင်တယ်အဲ့ဒီတင်တရားမင်းကဖန်ဆင်းပြီးတော့ဟောအလှူခံဆင်းလာခဲ့ပုံနာရောင်ဖန်ဆင်းပြီးတော့အလှူခံဆင်းလာခဲ့လှူလိုက်ကြတာကျွတ်တို့ဖြံကလည်းငချင်းနဲ့မြေခွေကလည်းငခင်းနဲ့မြောက်ကလည်းအပန္တရသရသီးနဲ့ကျွတ်တို့ဖရာအလောင်းနဲ့ယုံမင်းကလှူစရာခုတည်းရှိမရှိသေးဘူးမရှိလို့လှူစရာထွေထွေထူးထူးရှာမလားလို့ဆိုတော့မရှာဘူးမရှာဘဲနဲ့ तू ဘာလှူမလဲလို့ဆိုတော့ကြည့်ပုံနာတဲ့မိဖို့ပါလို့မိဖို့ခိုင်းငါသူများလို့လှူစရာမရှိဘူးမရှာတော့ရေတဲ့ဆင်းခန္ဓာကိုယ်ရေစီးသူ့ခန္ဓာကိုယ်မှာကပ်နေတဲ့ပိုးမွားကလေးတွေပါမသေးရအောင်အကုန်လုံးခါချပြီးတော့မီးဖို့ခိုင်းထားလို့ပုံနာကြီးဖို့ထားတဲ့မီးဖို့တဲ့သို့ငါအားလှူစရာမယူဘဲနဲ့ငါခန္ဓာကိုယုံသားကိုသင်စားပါလို့ပုံနာဆိုပြီးမီးပုံနဲ့ခုန်ဆင်းပြီးတော့ဇီဝိတပရိစ္ဆာကလို့ခေါ်တဲ့ပရမတ္ထဒါနကြီးကိုပြုခဲ့ပါတယ်ဗျာမှတ်ထားနော်သေချာခန္ဓာကိုယ်ကိုမီးပုံနဲ့ခုန်ဆင်းပြီးတော့ယုံမင်းကအသက်အလှလှူခဲ့တယ်ပြည့်တာဘာလှူခဲ့တာတော့ဒါကြောင့်စွန့်ငင်းကြီး၅ပါးထဲမှာဒါဇီဝိတပရိစ္ဆာကအသက်ကိုစွန့်တယ်လို့ခေါ်ပါတယ်နောက်တစ်ခါဒါနရဲပြန်ကြည့်လိုက်တော့ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီဆိုတဲ့အထဲမှာဒါနပရမတ္ထပါရမီခေါ်ပါတယ်အဲ့ဒီပါရမီကြီးဖြည့်ပြီးတော့မိဘုံနဲ့ခုန်ဆင်းပြီးတော့ယုံမင်းကယုံသားလှူခဲ့တော့ဟောတရားမင်းကနေပြီးတော့တောင်စီကိုညှစ်ပြီးတော့ရွှေဟင်းတပြရာနဲ့ကျွတ်တို့လာထဲမှာကျွတ်တို့ဖယားအလောင်းတော်ရဲ့ယုံတစိတ်ကလေးရေးထားခဲ့တဲ့ကိုဗျတရားရေးတာအဲ့ဒီယုံတစိတ်ဒီတကဘာပတ်လုံးတီပါတဲ့ပြိတ္တကဘာပြတ်တော်လဲကဘာမပြတ်ခင်မှာသူတီနေပြီးတော့ကဘာပြတ်တဲ့အချိန်ခါကျမှပြတ်လိမ့်မယ်။ကဲလာတဲ့ကယုံတစိတ်ဆိုတာသဘောပေါက်သွားပါလား။ဘယ်နှခုပြီးသွားတော့၃ခုနောက်တစ်ခုဘာကြံသေးတုံးဟဲ့အိုဒိန်တဲ့ဤအိန္ဒိယပြောအောင်မယ်အဲ့ဒီအိုဒိန်တဲ့အကြောင်းလေးဂတိကာရအိုဒိန်တဲ့ကြီးဆိုတာကတ္တဗဘုရားလက်ထက်ကကျွတ်တို့ဘုရားလက်ထက်မဟုတ်ပါဘူးကတ္တဗမြတ်စွာဘုရားကိုအမတန်ကြီးညိုတယ်ကတ္တဗမြတ်စွာဘုရားကိုကြီးညိုတဲ့အဲ့ဒီအိုဒိန်တဲ့ကြီးသည်တနေ့က၌ကြတော့ဘုရားကိုယ်တော်မြတ်ကြီးနေ့စဉ်သူ့အိမ်ကိုဆွမ်းခံကြွရင်းနဲ့ဒီကနေ့တော့အိုဒိန်တယ်သည်သူ့အလုတ်ကတော်တဲ့ပဇွန်ကျစ်စာမြေညက်ကလေးတွေကိုတောင်းနဲ့သွားထမ်းပြီးအိမ်ကြတော့ရေနဲ့နဲသမအောင်နယ်ပြီးတော့တရားနာပြိတ္တရေအိုးလုတ်ပြီးတော့ကောက်ရိုးနဲ့ဖုတ်ပြီးရောင်းစားနေရတဲ့ဂတိကာရသူ့အမေအိုကြီးရှိတယ်မျက်မမြင်ကြီးအမေအိုကြီးလှုပ်ကြွေးနေဒီကနေ့တော်တဲ့သူကပဇွန်ကျစ်စာမြင့်မြေစာသွားပြီးတော့ထမ်းကြိုက်ရှာကြိုက်ကတ္တဗမြတ်စွာဘုရားကြွလာပြီကြွလာတော့အိမ်ပေါ်ကအမေအိုကြီးကိုဘေးကပြောကြအိုဂတိကာရအိုရင်းတဲ့ကြီးဟဲ့အခုခေါ်လာဘလူလုံးအဖွာကြီးကိုဗျာဘသူတုံးတောင်မပြီဘူးဟဲ့အခုခေါ်လာဘလူလုံးမပြီဘူးအိုးကတ္တဗမြတ်စွာဘုရားကြွလာလို့ဆွန့်ထွက်လောင်းမှုတော်သားဂတိကာရကြီးမရှိဘူးလားမရှိမှဘူးအေးတော်တယ်သွားတယ်အေးပန်းကြောင်းနဲ့ဗျာရိုးသွားကြပါစို့ဖိုးကြီးဖွားကြီးကြောင်းပြောရင်ကျုပ်ပါရွဲ့မှာလဲစိုးရအဲ့
တီတော့မှငါသားကိုးကွယ်တဲ့ဖရာလားငါသားကိုးကွယ်တဲ့ဖရာဆိုရင်အရှင်ဖရာဖုံးပေးကောင်းလဲဆိုရင်ဖြင့်တပည့်တော်သားကြီးတော်တယ်မှာမျက်မြေစာသွားထမ်းနေလို့အိမ်မှာမရှိပါဖရာအရှင်ဖရာတို့ဖုံးပေးကောင်းတယ်ဆိုရင်ဖြင့်မိဖို့တဲ့ချက်ပြီးပြုတ်ပြီးသားအခန့်နဲ့ရှိပါလိမ့်မယ်ဝင်ပြီးတော့ဖုံးပေးသွားတော်မူကြပါဖရာဖရာလျှောက်ဖရာကိုတော်မြတ်ကမိဖို့တကားလေးဖွင့်အတွင်းဝင်ပြီးစလုံးမုံလေးတွေလှလိုက်ငပိရေပြောဟင်းရွက်ပြုတ်ကောင်းကောင်းကန်းကန်းတော့မဟုတ်ပါဘူးဖရာကိုတော်မြတ်လေပကံခွက်ရောက်မရှာဘူးအိုးစွတ်ဖုံးပေးတော်မူတယ်ဗျာမှတ်ထားနော်မဟုတ်ဘူးရှောက်ထားရင်စားကောင်းတယ်တောင်ငူမျိုးကတကားဓမ္မတွေမလေးတပည့်တော်တို့ဖရာမနဲ့ဈေးသွားရမှာမို့မနဲ့ဖြင့်ကတော့ကြော်စုံအိမ်မကြွနဲ့လူမရှိဘူးဖရာလို့တော့မလုံးနဲ့နော်ရှောက်ထားဂတိကာရကြီးအားကြလို့အရှင်ဖရာတို့တပည့်တော်တို့အိမ်ဆွမ်းခံကြွတဲ့အချိန်ခါမှာတပည့်တော်တို့ဈေးသွားလို့လူမရှိပေမဲ့လို့မိဖို့တဲ့ချင်ပြီးပြုတ်ပြီးသားခန့်တဲ့ရှိပါတယ်ဖုံးပေးကောင်းဝင်ဖုံးပေးတော်မူကြပါဖရာရှောက်ထားဗျကျွတ်တို့ဘုန်းကြီးတွေကအခန့်တဲ့ဝင်ကြိတ်လိုက်ယုံပဲအဲ့လေဖုံးပေးလိုက်ယုံပဲရောသွားတာစားကောင်းတဲ့ရှောက်ထားလို့ဟာအိုးစုဖုံးပေးဟင်းရွက်ပြုတ်ကလေးတွေအယိုးကြံတော့ငပိပြော်လေးကဖင်ကထမင်းအိုးလေးကဂျိုးကြံတော့ဖယားကိုတော်မြတ်ကဆလောင်းပုံးလေးတွေအကုန်ပြန်ပိတ်မိဖို့တကားလေးစိတ်ပြီးတော့ပြန်ထွက်သွားလာပြီးဂတိကာရကြီးပဇွန်မျက်မြေစာတောင်းကြီးထမ်းအမေဟဲ့လူလေးတားကြီးပြန်လာမလားဟုတ်ကဲ့ကျွန်တော်ပြန်လာပြီမေကျွန်တော်ကိုယ်ွယ်ထားတဲ့ကသဗ္ဗမြတ်စွာဘုရားကြွမလာဘူးလားမေရဲ့လာပါတော့ကောတော်မင်းကိုယ်ွယ်တဲ့ဘုရားငါသားကြီးမရှိလို့မိဘတဲ့အခန့်နဲ့ချက်ပြုတ်ထားတာရှိပါလိမ့်မယ်တပည့်တော်မျက်မမြင်မှုခူးပြီးတော့မလောင်းနိုင်မှာဖုံးပေးကောင်းရင်ဖြင့်ဝင်ပြီးတော့ဖုံးပေးသွားတော်မူကြပါဘုရားလို့ရှောက်လိုက်တော့သားရဲ့စာလုံးလို့ထင်ပါရဲ့တကြုတ်ကြုတ်နဲ့စားတာအမေကြလိုက်တယ်အမေအိုကြီးကပြောတော့ပဇွန်မျက်မြေစာတောင်းကလေးချမိဖို့တကားလေးဖွင့်မိဖို့တဲ့ဝင်ပြီးဆလောင်းမုံလေးတွေလှကြည့်လိုက်ဟာကြည့်စမ်းငါပြီးပြောအိုးဖင်ကကြံတော့ဟင်းပြုတ်ကလေးကအယိုးရှိတော့ဟာထမင်းကလည်းဂျိုးကြံတော့ဟန်ကြလိုက်ပါပြီဂတိကာရမင်းကိုကသဗ္ဗမြတ်စွာဘုရားကိုရောမြတ်ကြီးကချီးမြှောက်တော်မူပါပေသောဝမ်းသာလွန်လို့မီးဖို့လေးလှက်ပတ်ခုံပေါက်ပြီးတော့လေလာဘဝတမေတုလဒံဝတ္တမေလက်ကောင်းကြီးရောက်ဟဲ့သာသနာတော်ကြီးနဲ့ကျုံလို့ဘုရားကိုရောမြတ်ကြီးနဲ့တင်းရင်တနည်းဖြစ်လို့ငါ့ကိုချီးမြှောက်တော်မူတယ်ဝမ်းသာလိုက်ပါပြီလို့ခုံပေါက်ပြီးကတဲ့ဗျာဒါမသိနည်းနည်းတော့မေးရအောင်တောင်ငူမြို့နဲ့ရောက်ရှိလာတဲ့နယ်သူနယ်သားတွေခမည်းတော်ကမြန်လျှောက်ထားလို့ကျွတ်တို့ဘုန်းကြီးကိုတော်တပါးပါကအယိုးနဲ့ဂျိုးနဲ့ဖင်ကကြံအောင်မြန်စားသွားရင်အဲ့ဒါလို့ကနိုင်ပါမလားမထင်မြတလောက်ဆန်ရှားစီရှားကြီးအလိုက်ကန်းစိုးမသိတွန်းစားသွားငါ့ဖို့တောင်မချမ်းဘူးလို့ဩသို့တော်လည်းတရားတရားရှိတဲ့တောင်မြူတောင်ဖြစ်နေတောင်မူဟုတ်ပါတရားတရားရှိတဲ့တောင်မူမျိုးကတော့ကကျင်လဲကနိုင်ပြီလိမ့်မယ်ပြိဿတချို့ဒေသလို့ဆိုကြပါစို့ဒါတရားဘုန်းကြီးကတော့ထုံးစံဒီတိုင်းပဲပြောရမှာပဲမျက်စိအောက်ကြီးဒီလူတွေအပြစ်တင်လို့ဖြစ်တာမှမဟုတ်ပဲသို့တော်လည်းချိန်ထိုးတာကြည့်ကြဗျာချိန်ထိုးတာကြည့်ကြအင်္ဂလိပ်စကားလို့တော့ကွန်ပဲယာဆိုတာကွန်ပလဲယာဆိုတာကျုပ်မသိပါဘူးပြောတော့ပါချိန်ထိုးတာကြည့်ကြတော့နှိုင်းရှင်တာကြည့်ကြတော့ကဲကြည့်တရားနာပြိဿရေအဲ့ဒါလို့တစ်ချိန်ကပြီးတဲ့နောက်ဂတိကာရကြီးမရှိခိုက်တရားနာပြိဿရေကလဝမြတ်စွာဘုရားကိုတော်မြတ်ကြီးကချီးမြှောက်ခြင်းလုံးလို့ဟဲ့ဂတိကာရအိမ်သွားပြီးတော့ကြောင်းဟိုနေရာလေးမိုးယိုနေတဲ့ခြေသားတို့ကောက်ရိုးသွားအလှခံကြီးကြအလှခံခိုင်းတယ်ချီးမြှောက်ခြင်းလို့တက်တက်ခိုင်းရှိဘူးဂတိကာရ
ဂတိကာရာကြီးမရှိတော့ဖွာကြီးဟဲ့မင်းတို့ဘလူလုံးမင်းတို့မလုံးနဲ့ကျွတ်တို့ဘုန်းကြီးတွေဖယားကလောပါဖယားကလောပါအဖွာကြီးဆိုတော့ကြွကြတာကိုဘာကိစ္စရှိလို့တော့ဖယားကသဗ္ဗမြတ်စွာဘုရားကကြောင်းမိုးမလုံလို့ဂတိကာရအိမ်ကောက်ရိုးသွားအလူခံကြီးဆိုလို့ကောက်ရိုးများကုန်းနေပါဗျာအိုးဖုတ်ထားလို့မရှိဘူးလို့သားကြီးပြောသွားလို့သိရပါတပည့်တော်လည်းမျက်မမြင်ဒုက္ခိတကြီးပါဗျာအဲ့ဒါဘုရားပြန်လျှောက်တယ်ကောက်ရိုးမရှိဘူးတဲ့မြတ်စွာဘုရားဟဲ့မရှိလို့ရှိရင်ဂတိကာရအိမ်အမိုးတွေကိုသွားဖျက်ယူခဲ့ကြချီးမြှောက်တာပိဋကသာသနာတော်မှာလေကြီးညိုမှန်းသိရင်ချီးမြှောက်တတ်တယ်ဗျဘုရားကိုယ်တော်မြတ်ကြီးနဲ့တန်ဃာတော်များကတွားဖြတ်ယူခဲ့ကြဆိုတော့အမိုးတွေကိုယ်တော်တွေတက်ဖြစ်ကြအဖွားကြီးဟဲ့ဘသူတွေတော့ငါသားမရှိခိုင်မလဲငါလာပြီးတော့စော်ကားကုန်ရပြီအဖွားကြီးအော်တော့အိုးဒကမကြီးပင်သားကိုးကွယ်သောကတ္တဗမြတ်စွာဘုရားကောက်ရိုးမရှိအမိုးတွေဖြစ်ခဲ့တယ်ဆိုလို့ကျွတ်တို့တန်ဃာတော်တွေလာဖြစ်ကြတယ်ဟင်မလေးငါသားကိုးကွယ်တဲ့ဘုရားကဆိုရင်ငါဖြက်ကြတော့ဟောဖြက်ယူသွားရရောယချီးမြှောက်တာနော်ချီးမြှောက်တာပရိသတ်ရဲ့ပြန်လာပြီဟိုဂတိကာရကြီးအိမ်လှမ်းကြည့်လိုက်ဟာအိုးအယမိုးတွေမရှိဘူးဒါတော့ငါမရှိတော့မေအိုကြီးစော်ကားကုန်ကြပြီထင်ပါရဲ့အမေအိမ်ဘယ်လိုလာတော့မေရဲ့ဘယ်လိုစော်ကားတော့အယမိုးတွေမရှိဘူးမေရဲ့ဟဲ့သားကြီးမအော်နဲ့လေမဆူနဲ့လေငါသားကြီးကိုးကွယ်တဲ့ဘုရားကကြောင်မိုးမလုံလို့အမိုးတွေတွားဖြစ်ကြဆိုတန်ဃာတော်တွေဖြတ်ပြီးတော့ယူသွားကြတဲ့တော့ဟာဝမ်းတာလိုက်ပါပြီဒီတခါတော့တောင်းကြီးတောင်မချဘူးပြိဿအိမ်ကြီးလှဲ့ပတ်ပြီးတော့လာဝဝတမေတုလဒံဝတမေလို့ဝမ်းတာလုံးလို့ခုံပေါက်ပြီးကပြန်မျိုးဝမ်းသာလုံးလုံးတော့မေရအောင်မဲ့တောင်ငူမျိုးကဆရာတော်သံဃာတော်များကကြောင်းမိုးမလုံလို့တောင်ငူမျိုးတဲ့ဟာဘသူအိမ်ကသွတ်တေသွားခွာရဆိုရင်ခွာယူရင်မေရအောင်ကနိုင်မမလားဗျို့ကိုင်းဘာပြောခြင်းသေးတော့ကနိုင်တယ်ဆိုရင်မနဲ့ဖြင့်ကလာဖြက်မလို့လက်တွေ့ကြတော့မလောက်ဘူးသူတို့ကဘာတီရဲ့စိတ်တော်ပရိသတ်ရဲ့အေယမိုးဖြတ်တာကိုဝမ်းသာလို့ကခဲ့တယ်မလွယ်ပါဘူးခမည်းတော်တွေကအကယ်၍များတပည့်တော်တို့အိမ်အမိုးလာဖြစ်လဲတပည့်တော်တို့ဝမ်းမြောက်ဝမ်းသာကပြီးတော့လှူမှာပါဖရလို့ဘုန်းကြီးအားနာလို့ရှောက်တောင်ငူမြို့ကတန်ဃာတော်တွေကျုပ်ကလက်သိပ်ထိုးရှောက်ခဲ့ရမှာသွားမလုပ်ကြနဲ့တကယ်ဖြစ်ထောင်ထဲချမှာဖရလို့မရဘူးပရိသတ်အဲ့ဒီကဲ့သို့တရားကောင်းခဲ့တဲ့ဂတိကာရအိုးထိန်တဲ့ကြီးရဲ့အိမ်နေရာသည်တကဘာပတ်လုံးနေမပူမိုးမရွာပဲနဲ့ကဘာတီခဲ့ပါတဲ့ဗျာဘယ်နှခုတုံးပြီးသွားပါလားပြီးသွားပါဗျာဘယ်နှခုတုံးဟိ၄ခုပါဗျာနံပါတ်1ကဘာပါလိဘုံမင်းသစ္စာဖြစ်နေလေရဟုတ်ပြီနံပါတ်2ကရောနံပါတ်3ကရောလာတဲ့ကယုံတဲ့စိတ်နံပါတ်4ကရောဟိကဲဘလောက်ဟန်ကြသွားတော့တူတုတ်နဲ့တရားဟောစရာမရှိတယ်ဘယ်ကထွက်လာတယ်မသိဘူးတပုတ်တော့ပြီးသွားဗျာရှေ့ပိုင်းနောက်ပိုင်းအတွက်ကတော့တရားနာပရိသတ်ရေကျွတ်တို့နာမည်လေးကတော့ခတ်ရိုးရိုးပေါ့ချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတဲ့တရားကိုဟောရိုးလေးဟောဘူးကျောက်ကခမည်းတော်သုံးနေကြတယ်မို့လားချစ်တော့ချစ်တယ်ဒါပေမဲ့ဆိုတာမဆုံးသေးဘူးသို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုရင်ကားတောင်ရဗမာစကားတော်ရှုပ်တာ
ဘလောက်ရှုပ်တင်မဲ့ပြောချင်ရဲ့နဲ့တမင်တက်တက်မျိုးသိပ်ပြီးဒါပေမဲ့လို့ကွယ်ဝှက်ပြီးထိန်းချန်ထားတဲ့နောက်ကစကလုံးကိုငါဒီကနေ့ဗျောင်ထုတ်ဟောမလို့ဟဲ့ဒါကြောင့်နောက်ပိုင်းအဲ့ဒီဇတ်ထုတ်ကိုဟောမယ်ခုရှေ့ပိုင်းခိတ္တနာလို့အနာပေးတဲ့အချိန်ခါမှာဖယားအတွက်မှုအားတက်ပြီးတော့ဂတိကာရအားကြပြီးတော့ကြိုးစား၍လှူဒန်းရအောင်ခိတ္တနာမယ်ဒါကြောင့်ဗမာရိနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါဒေထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့